ရခိုင်ရိုးရာကုန်းပြိုင်လောင်ပြိုင်လောင်ဟုဆိုလိုက်လင်အများအဖြင့်လူတို့ဤစိတ်ထဲတွင်ရေပြင်းပေါ်တွင်လှော်တက်များကိုတပြိုင်တည်းရိုက်ခတ်နေသည့်မြင်ကွင်းများပေါ်လာတတ်ကြသည်သို့သောရခိုင်ပြည်တွင်တခါကရှိခဲ့ဘူးသောပြိုင်လောင်တစ်မျိုးမှာရေထဲတွင်မဟုတ်ဘဲကုန်းပေါ်တွင်ကျင်းပခဲ့ကြသောထူးခြားသည့်ရိုးရာယဉ်ကျေးမှုတစ်ရပ်ဖြစ်ခဲ့သည်၎င်းကိုကုန်းပြိုင်လောင်ဟုခေါ်ကြသည်ဤပြိုင်ပွဲသည်ရခိုင်ဒေသ၏ဖျားပွဲများနှင့်ပွဲတော်များအတွင်အထူးသဖြင့်ကျင်းပလေရှိခဲ့သည်ပေါတော်မြို့ရှိလေရိုးတော်တက်ဇီဒီပွဲကဲ့သို့သောလူအများစွာစုဝေးကြသည့်ပွဲတော်များတွင်ရင်းပြိုင်ပွဲကိုတွေ့မြင်နိုင်ခဲ့သည်ထိုကာလများတွင်ပွဲတော်သည်တာမန်ပျော်ပွဲရွှင်ပွဲတစ်ခုသာမကရခိုင်လူမျိုးတို့၏ယဉ်ကျေးမှုအမှုပညာနှင့်အတိုင်းအဝိုင်းစီလုံးမှုကိုပြသသည့်နေရာတစ်ခုဖြစ်ခဲ့သည်ကုန်းပြိုင်လောင်းအတွက်အသုံးပြုသောလောင်းများကိုတဘာဝပစ္စည်းများဖြင့်လက်ဖြင့်ပြုလုပ်ကြသည်ပုတ်အစိုးများဖြာများရိုင်လိတ်များကိုအသုံးပြုပြီးလှော်လောင်းပုံစံဖြစ်အောင်တိတိကျကျပုံဖော်ကြသည်ထို့နောက်ဝါးတိုင်များနှင့်တစ်သားတကုံများကိုအသုံးပြု၍ခိုင်မာစွာချိတ်ဆက်ထားကြသည်လောင်းတစ်လောင်းတွင်လူ15ယောက်မှ18ယောက်အထိပါဝင်ကြပြီး၎င်းတို့သည်လောင်းကိုပခုံးပေါ်တွင်ထမ်းကာအလဲပဟိုတွင်ရက်တည်ကြသည်လက်ထဲတွင်လှော်တက်များကိုကင်ဆောင်ထားကြပြီးအပြင်းအစင်အားဖြင့်ရေထဲတွင်လှော်နေသောလှော်လောင်းတစ်စင်းနှင့်တူညီတဲ့ကဲ့သို့မြင်ရသည်ပြိုင်ပွဲစတင်ရာတွင်အသင်းတွေကတန်းတူရက်တည်ကာဒိုင်း၏အချက်ပေးတံကိုစောင့်ဆိုင်ကြသည်အချက်ပေးတံကြားသောနေ့တစ်ပြိုင်နက်လှော်တက်များကိုလှော်တဲ့ကဲ့သို့လှုပ်ရှားကာလောင်းကိုထမ်းထားရင်းပန်းတိုင်သို့အမြန်ဆုံးရောက်ရှိရန်ပြေးကြသည်ဤပြိုင်ပွဲသည်ရိုးရှင်းတဲ့ကဲ့သို့မြင်ရတော့လေအလွန်ခက်ခဲသည့်လှုပ်ဆောင်မှုတစ်ရပ်ဖြစ်သည်လောင်းလော်သားများအကြားအညီညွတ်မှုအရှိန်ညီမှုနှင့်ကိုယ်ခန္ဓာညှိနှိုင်းမှုတို့အလွန်အရေးကြီးသည်ရင်းအချက်များမညီညွတ်ပါကလောင်းတစ်လုံးလုံးပြိုလဲသွားနိုင်သည်ထို့ကြောင့်ကုန်းကြိုင်လောင်းသည်အားကစားတစ်ရပ်သာမကအဖွဲလိုက်စီးလုံးမှုနှင့်ညီညွတ်မှုကိုထင်ဟပ်ပြသသည့်ယဉ်ကျေးမှုတစ်ရပ်လည်းဖြစ်သည်ယနေ့အချိန်တွင်တော့ဤကဲ့သို့သောရိုးရာပြိုင်ပွဲများကိုမကြာခဏတွေ့မြင်ရခြင်းမရှိတော့ပေအချို့အနေဖြင့်ပျောက်ကွယ်သွားနေပြီဟုတောင်ဆိုနိုင်သည်သို့သောဤကဲ့သို့သောယဉ်ကျေးမှုများသည်ရခိုင်လူမျိုးတို့၏အမွေအနှစ်တစ်ခုဖြစ်သောကြောင့်မှတ်တမ်းတင်ခြင်းထိန်းသိမ်းခြင်းနှင့်ပြန်လည်ဖော်ထုတ်ခြင်းတို့ကိုဆက်လက်ကြိုးစားရမည်ဖြစ်သည်ကုန်းပြိုင်လောင်းသည်တခါကရှိခဲ့ဘူးသောရခိုင်ရိုးရာယဉ်ကျေးမှု၏ထူးခြားသောအမှတ်တရတစ်ခုဖြစ်သည်